ဒီနေ့မှာတော့နေအိမ်တစ်လုံးအပါမန့်တစ်ခုအတွက်ကျွန်တော်မိပြတဲ့ညတွေမှာစိတ်အေးလက်အေးနဲ့အဲကွန်လေးဖွင့်ပြီးအိမ်နိုင်ဖို့အတွက်အဆင်ပြေဆုံးနည်းလမ်းနဲ့ဈေးသက်သာဆုံးနည်းလမ်းကဘာလေးဖြစ်မလဲနောက်ပိုင်းမှာဆိုလာနဲ့လည်းတွဲဖက်ပြီးအသုံးပြုလို့ရတယ်လို့လောလောဆယ်မှာဈေးနှုန်းလည်းသက်သာပြီးတော့ PC quality လည်းကောင်းတဲ့ battery နဲ့ inverter အတွဲဆက်တွေကဘာလေးဖြစ်မလဲဆိုတာကိုလိုလိုချင်းလေးပြောပြပေးသွားမှာဖြစ်အရင်ဦးဆုံးကျွန်တော်တို့ inverter နဲ့ battery ကိုအရင်လုံးမှာတက်တော့မယ်ဆိုရင်သိထားမယ်အချက်ကတော့ကိုယ်အသုံးပြုမဲ့ web ပမာဏဖြစ်တယ်အဲ့တော့ကိုယ်အသုံးပြုမဲ့ web ပမာဏကဘယ်လောက်ဖြစ်လဲဆိုတာတက်ပေါ့ဗျာကျွန်တော်တို့ဒီမှာအရင်ဆုံးပြောချင်တာတော့ aircon တစ်လုံးသုံးဖို့အတွက်ဆိုတော့ aircon ကနေစပြီးတော့ကျွန်တော်အဓိကပြောပြမှာအဲ့တော့ aircon တစ်လုံးပုံမှန်အိမ်တစ်လုံးမှာသုံးမယ် aircon တွေကတော့များသောအားဖြင့်တစ်ကောင်အောင်သုံးတာများတယ်အဲ့တော့ကျွန်တော်တစ်ကောင်နဲ့ပဲတွက်ပေးထားမယ်အဲ့တော့ဒီမှာဆိုရင်တစ်ကောင်အားပေါ့ ရိုး inverter တိုက်ဆိုရင်ပုံမှန်ကြီး900 watt ကနေပြီးတော့900 watt လောက်ထိသုံးတယ်9 inverter တိုက်ဆိုရင်တော့ကျွန်တော်900 watt ကနေပြီးတော့900 watt လောက်ထိသုံးတယ်အဲ့တော့ကျွန်တော်ဒီမှာပြန်ပြအနေနဲ့ဆိုရင်တော့900 watt လောက်နဲ့ယူထားတယ် aircon တစ်ကောင်က aircon တစ်လုံးအတွက်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော် lighting အတွက် lighting တက်ကကြတော့လေကျွန်တော်နေတစ်လုံးအတွက်ဖြစ်တဲ့အတွက်ကြောင့်40 watt မီးလုံးနှစ်ခုဒါမှမဟုတ်ရင်မီးကြောင်းနဲ့ချောင်းပေါ့ဗျာအဲ့တော့ total 80 watt လောက်ကိုယူပေးထားတယ်နောက်တစ်ခုကလူတွေအေးဖို့အတွက်aircon လို့သူတို့ပေါ့စားတောက်တွေကြာရှည်ခံဖို့နဲ့အေးဖို့အတွက်လည်းရေခဲသက်တာလိုတယ်လीအားကြောင့်မလို့ကျွန်တော်ဒီမှာလေရေခဲသက်တာတစ်လုံးကိုထည့်ပေးထားတယ်ရေခဲသက်တာကလည်းသူပုံမှန်စစ run ချင်းမှာတော့watt 300နဲ့900လောက်ထိယူရဲဆိုပေမဲ့သူ normal အချိန်ပုံမှန် run နေတဲ့အချိန်မှာဆိုရင်တော့ကျွန်တော်ပုံမှန်watt 80လောက်ကနေပြီးတော့150လောက်ထိပဲသွားတယ်အဲ့တော့သူ့အတွက်လည်းကျွန်တော်ပြန်ပြနေနေဆိုရင်120လောက်နဲ့ယူပေးထားတယ်အဲ့တော့ထုတ်ပြီးပြောရမယ်ဆိုရင်aircon တစ်လုံးအတွက်က900ခုန lighting အတွက်က80နဲ့ဒီရေခဲသက်တာအတွက်က120total watt 900လောက်ထိတော့ကျွန်တော်သုံးမယ်ပေါ့ဒါလည်းအနည်းဆုံးအတွက်ပြီးတာဖြစ်ပြီးတော့ကျန်တာနည်းနည်းပါးပါးတော့ထပ်ထည့်လို့ရတာပေါ့နော်အဲ့တော့ဒီလိုအတွဲဆက်အတွက်အဆင်ပြေဆုံးဖြစ်မဲ့battery နဲ့ inverter တိုက်ကဘာလေးဖြစ်မလဲဆိုတာနဲ့ပြန်လာခဲ့ပါအဲ့တော့နောက်ထပ်သတိထားမယ့်အချက်ကကျွန်တော်တို့အခုဒီထဲမှာထည့်ထားတဲ့ aircon နဲ့ရေခဲသက်တာဒီဆက်စဖွင့်ခြင်းအချိန်မှာသူတို့အသုံးပြုတဲ့ watt ပမာဏက1500ကနေပြီးတော့2000 watt လောက်ထိရှိတာမို့လို့ဖြစ်နိုင်တယ်ဆိုရင်တော့အဲဒီနှစ်ခုလုံးပေါ့နော် double နဲ့မသုံးတာတော့ပိုဆင်ပြေတယ်။ကြလို့ကိုကသုံးနေတယ်ဆိုရင်လည်းaircon ကိုဖွင့်နည်းနည်းကြာမှရေခဲသက်တာကိုဖွင့်တာမျိုးဆိုတော့ပိုကောင်းတယ်။အဲ့နှစ်ခုလုံး double နဲ့သုံးတဲ့အချိန်မှာကျွန်တော်တို့ battery ရဲ့ကြာရှည်ခံမှုကိုလည်းနည်းနည်းထိခိုက်နိုင်တာမို့လို့ဖြစ်နိုင်ရင်တော့ကျွန်တော်တို့တစ်ခုပြီးမှတစ်ခုသုံးတာတော့ပိုပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်။ကျွန်တော်ခုနကပြောသလိုတစ်ခါမှ aircon တစ်လုံးပါမယ်။နောက်တစ်ခုက lighting နည်းနည်းပါမယ်ပေါ့ဗျာရေခဲသက်တာတစ်လုံးပါမယ်အဲ့ဒီတွဲဆက်အပြင်ကျွန်တော်အသေးသားလေးဖြစ်တဲ့ဥမာ wifi တို့ပုံအားတင်တာတို့အတွက်ဆိုရင်လက်ကြည့်စရာမလိုတဲ့အပြင်ကျွန်တော်ဈေးနှုန်းရတယ်တက်တာဆုံးဖြစ်တဲ့တွဲဆက်လေးကတော့ကျွန်တော် 6kV inverter နဲ့48 volt TIA battery ပဲဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးကဘယ်လောက်အချိန်ပမာဏလောက်ထိသုံးလို့ရမလဲဆိုတော့လေကျွန်တော်သေးသေးတွက်ချက်ပြီးတော့ပြပြပေးတော့မှာဖြစ်ပါအဲ့တော့ကျွန်တော်တို့ inverter တစ်လုံးကိုဘယ်လောက်ကြာသုံးလို့ရမလဲဆိုတာကအဓိကတော့ကျွန်တော် battery ပေါ်မှာမူတည်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအသုံးပြုထားတဲ့ battery လေးက48 volt TIA ဖြစ်တယ်ပေါ့နော်တွက်ချက်မှုတွေရဆိုရင်ကျွန်တော် volt နဲ့ A နဲ့မြောက်ရင် watt hour ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်48 volt နဲ့ TIA ကိုမြောက်လိုက်ရင်4800 watt hour ရတယ်အဲ့ဒါကအသုံးပြုလို့ရတဲ့ watt hour ပေါ့နော်ဒါပေမဲ့တကယ်တမ်းအရဆိုရင်တော့ဒါအမှန်တကယ်အသုံးပြုလို့ရတဲ့ watt hour တော့မဟုတ်ဘူးဥပမာအနေနဲ့ဆိုရင်ဗျာကျွန်တော် VR quad တစ်ဖက်ပေါ့နော် VR quad တစ်ဖက်မှာအပေါ်ကအပြုတ်တွေကတော့တောက်လို့ရတဲ့ဟာမဟုတ်ဘူးတကယ်တမ်းတောက်လို့ရတာအောက်ကပြရတယ်ပေါ့အဲ့လိုပုံစံမျိုးပဲတော့ဒီ battery မှာလည်းကျွန်တော်ဒီ4800လုံးဒီတကယ်တမ်းသုံးလို့ရတာတော့မဟုတ်ဘူးကျွန်တော်ဒီတွက်ချက်မှုတွေပါရဆိုတော့ power factor လို့ခေါ်တာပေါ့ဗျာကျွန်တော်ခြွေတားမယ်အားပေါ့အဲ့တော့ကျွန်တော်ဒီမှာဆိုရင်တော့ 20% တော့ကျွန်တော်ခြံတယ်အဲ့တော့ခုနကပြော4800ကိုထဲကနေပြီးတော့ 20% ကိုနှုတ်လိုက်ရင်ကျွန်တော်3000ကျော်လောက်တော့ရတယ်ပေါ့အဲ့ဒါကမှကျွန်တော်တကယ်အမှန်တကယ်သုံးလို့ရတဲ့ကွာပါအဲ့တော့အဲ့မှာကျွန်တော်တို့ကဘယ်လောက်ကြာသုံးနေလဲသိချင်ရင်အဲ့ခုနပြောတဲ့3840ကိုအသုံးပြုတဲ့ watt hour watt ပေါ့နော်ခုနကျွန်တော်ပြောတာ900 watt လောက်ပေါ့မှာ aircon တွေသုံးမယ်အဲ့တော့ double လေးသုံးမယ်ဆိုရင်900လောက်နဲ့စားလိုက်ရင်ခုနပြော4နာရီဝန်းကျင်လောက်တော့သုံးလို့ရတယ်ဘာလို့မှမဟုတ်ဘူးဒီကြောက်ပါဆို900 watt လောက်ရှိတဲ့ aircon ကိုသုံးနေတယ်အဓိကတော့ကြာသုံးနေတယ်ပေါ့နော်ကြာသုံးနေတယ်ဆိုရင်ကျွန်တော်900 watt aircon တစ်ကောင်လောက်ကိုပဲ aircon တစ်ခုလောက်ကိုပဲတညာလုံးဖွင့်ထားမယ်ဆိုရင်ကျွန်တော်9နာရီဝန်းကျင်လောက်တော့9နာရီကျော်လောက်တော့ကြာအဲ့လိုမှမဟုတ်ကိုသုံးပြုတဲ့ aircon က inverter တိုင်းဖြစ်လို့900 watt လောက်ပဲရှိတယ်အဲ့ဒါဆိုတော့ကျွန်တော်9နာရီလောက်ထိသုံးပြုလို့ရတယ်အဲ့လိုမျိုးပေါ့နော်အဓိကတော့ခုနပြောတဲ့ကျွန်တော်ဒီမှာဆိုရင်3840လောက်ဒီအမှန်တကယ်သုံးလို့ရတယ်ဘယ်လောက်ကြာသုံးရမလဲဆိုတာဒီကိုသုံးပြုတဲ့ဘောပေါ်မှာပဲမူတည်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာ 6kV inverter နဲ့48 volt TIA battery အတွဲဆက်လေးနဲ့ဆိုရင်ဘာတွေကိုသုံးလို့ရမလဲဘယ်လောက်ကြာသုံးလို့ရမလဲဆိုတာကိုတော့ကျွန်တော်တို့အကြံဉာဏ်အနေနဲ့တော့သိကြနိုင်မယ်လို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့အခုရှိတာကကြတော့ကျွန်တော်တို့အမှတ်တစိမ့်တွေနဲ့ထုတ်တဲ့မူတည်ပြီးတော့ခဏရတွေကြာချိန်တွေကတော့ကိုကြောက်မှုရှိမှာပေါ့နော်အဲ့တော့ဒီမှာrecommend ပေးချင်တာကတော့ inverter မှာအောင်းတစိမ့်နဲ့ battery မှာဆိုရင်တော့ကျွန်တော်တို့ power weight တစိမ့်ပေါ့နော်အဲ့တော့ကျွန်တော်အောင်းနဲ့ power weight ကိုလည်းလက်တွေ့ကြည့်လိုက်ရ
Okay အဲ့တော့ဒါကတော့ကျွန်တော် standard ကုန်တွေကနေပြီးတော့ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ကျွန်တော် 6kV on inverter ပဲဖြစ်ပါဒါကတော့ကျွန်တော် standard ကနေပြီးတော့ဖြန့်ဖြူးရောင်းချတဲ့ကျွန်တော်48 volt TIA away battery ပဲဖြစ်ပါအဲ့တော့ကျွန်တော်ဒီ battery မှာဆိုရင်လည်းကျွန်တော်ဘုံက new cell တွေကိုသုံးမိထားတာတော့ကျွန်တော်အာမခံပြီးလို့ရတယ်နောက်တစ်ခုကကျွန်တော်အရေးကြီးဆုံးပေါ့နော်ကျွန်တော်battery inverter တွေဝယ်ပြီးတဲ့အချိန်မှာကျွန်တော်တစ်ခုခုဖြစ်မှာစိတ်ပူနေတဲ့သူတွေအတွက်လည်းကျွန်တော်ဒီစတဲ့ကုမ္ပဏီရပဲဖြစ်ဖြစ်ကျွန်တော် SPGG ကနေပဲဖြစ်ဖြစ်ကျွန်တော်ဝယ်ယူပြီးတဲ့ customer တွေအနေနဲ့ကျွန်တော် running color တွင်းမှာတစ်ခုခုဖြစ်ခဲ့တည်ရှိတော့ပေါ့အဲ့တော့ကျွန်တော်မှအဲ့ဒါမဲ့ inverter တစ်လုံးပြတ်သွားတယ်ဆိုရင်ကျွန်တော် inverter တစ်လုံးကိုယူပြီးတော့ပြင်ပေးမှာပြင်ပေးနေတဲ့အချိန်တော့တွင်းမှာလည်း customer တွေတင်ဟင်းမှုမရှိရအောင်ကျွန်တော်အစားထိုးတစ်လုံးကိုပြန်ထည့်ပေးရတဲ့ service မျိုးလည်းရှိတာမို့လို့ဆေး service after sales service ဘိုင်းနဲ့စိတ်ပူစရာမလိုဘူးပေါ့ဗျာအဲ့တော့အဓိကပြောနေတာတော့စတဲ့ကုမ္ပဏီရကိုပဲကျွန်တော် SPGG ရကိုပဲ after sales service အနေနဲ့တော့ကျွန်တော်အပြည့်အဝအာမခံပြီးလို့ရโอเคအဲ့တော့ကျွန်တော်အဓိကပြောချင်တဲ့နောက်ဆုံးချက်လေးကတော့ဈေးနှုန်းပဲဖြစ်ပါတယ်ကျွန်တော်ဒီအတွက်ဆက်လေးကတော့ကျွန်တော် SPGG ကနေပြီးတော့ဝယ်ယူမယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့အတွင်းပေါ့နော်49သိန်းချက်တိကျတာကျမှာဖြစ်ပြီးတော့ကျွန်တော် after sales service အနေနဲ့ဆိုရင်လည်းကျွန်တော် standard company ကပေးရတိုင်းပေးမှာမလို့စိတ်ပူစရာမလိုဘူးပေါ့ဗျာကျွန်တော်နောက်တစ်ခုရှိတာကြတော့ကျွန်တော်ဟိုဆိုကြပါစို့ဒီကောင်လေးပဲမဟုတ်ပဲလည်းပေါ့နော်aircon နေရေခဲစတိုင်းမဟုတ်ပဲနည်းနည်းလေးထပ်တိုးခြင်းတဲ့ customer တွေရှိရဆိုရင်လည်းဒီကပြောနေတာကမှထပ်တိုးခြင်းတဲ့ customer ရှိရဆိုတဲ့ဒီ inverter ကိုဟိုချိန်စရာမလိုပဲနဲ့ကျွန်တော်ထပ်တိုးခြင်းတဲ့ပမာဏပုံမူတည်ပြီးတော့ဆိုကြပါစို့TIA battery ကိုထပ်တိုးမလားဘယ်လိုမှမဟုတ်ပဲနဲ့ကျွန်တော် on ထုတ်တဲ့ 51.2 ကို200H ဒါမှမဟုတ်280 H နဲ့ထပ်ပြီးတော့ 12 ဖက်အသုံးပြုမလားဆိုတာကတော့ကျွန်တော်ဒါ customer ရဲ့ယူချက်မှုပေါ်ပဲမူတည်တယ်ပေါ့နော်အဲ့လိုထပ်တိုးခြင်းတဲ့သေးသေးလေးတွေကိုသိကျင်နေဆိုရင်တော့ကျွန်တော် hotline နံပါတ်ဖြစ်တဲ့099542ကို566ကိုလည်းဆက်သွယ်မြင်လို့ရတယ်လို့ကျွန်တော် messenger မှာလည်းမြင်လို့ရပါတယ်ကျွန်တော်ကတော့ SPGG က cancel ပါ